ဟေးဝရနဲ့ဆိုဗီယက်ဒဇန်တို့ရဲ့မင်္ဂလာပွဲမှာသူတို့သမီးအရန်တွေအဖြစ်အခုလိုပါဝင်ဂုဏ်ပြုပေးသွားမယ့်အမှုပညာရှင်မိသမီး၃ဦးအားလုံးချစ်ခင်ရတဲ့ငယ်စဉ်အတွေ့လေးကတော့မင်္ဂလာပွဲ၅ပွဲရဲ့အစီအစဉ်တွေကိုရိုက်ကူးထားတဲ့ဖိတ်စာလေးတွေကိုပရိသတ်တွေစီကိုအရောက်ပို့ခဲ့ပြီးဖြစ်ပါတယ်။ကျင်းပမဲ့မင်္ဂလာပွဲ၅ပွဲလုံးကိုလည်းခဏစွာကျင်းပမှာဖြစ်တယ်လို့အမှုပညာရှင်တွေကလည်းတယောက်ဂုဏ်ပြုကြမှာဖြစ်ပါတယ်။ငယ်စဉ်အတွေ့လေးကတော့အမှုပညာလောကမှာထိပ်တန်းအမှုပညာရှင်တွေပြီးအားလုံးနဲ့လည်းခင်မင်းရင်းနှီးတဲ့ဆက်ဆံရေးကောင်းတွေရှိကြသူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းသူတို့မင်္ဂလာပွဲလေးကထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထက်အမှုပညာတော်မတွေပုံမတယောက်ဂုဏ်ပြုပေးကြမယ်လို့ထင်ပါတယ်။အော်တိုဘာလ17ရက်နေ့ကကျင်းပခဲ့တဲ့စီဆက်ကြောင်းလမ်းပွဲလေးမှာတော့မိဘဆွေမျိုးတွေနဲ့အတူရင်းနှီးရတဲ့အမှုပညာရှင်တချို့လည်းတယောက်ဂုဏ်ပြုပေးကြပါတယ်။အတေးကမှအမှုပညာရှင်ညီမလိုချစ်ခင်ကြတဲ့မင်းမြင့်မို့ကျူလီဝေလာရီတို့ကလည်းသူတို့သမီးအရန်တွေအဖြစ်ချစ်ခင်စွာဝင်ရပေးရမှာဖြစ်ပါတယ်။သူတို့သမီးအရန်လေးတွေကတော့ငယ်စဉ်အတွေ့လေးသွဲနေကြပြီဆိုတာပရိသတ်တွေမသိခင်ကလေးကမင်္ဂလာပွဲမှာသူတို့သမီးအရန်လို့ကိုကလန်ခံထားတာကြောင့်ကြိုတင်သိထားကြတဲ့မင်းသမီးချော်လေးတွေပါ။ဒါမဲ့ကရကန်ရှင်တွေရဲ့ဆန္ဒအရရင်ကုန်နှုတ်ပိတ်ပေးနေကြတဲ့အထိကိုငယ်စဉ်အတွေ့လေးပေါ်မှာသစ္စာရှိပေးကြသူတွေပါနော်။နံပါတ်1မင်းမြင့်မို့MRT4 မင်းသမီးလေးမင်းမြင့်မို့ကတော့ငယ်စဉ်အတွေ့လေးရဲ့စစ်ဆက်တောင်းရန်ပွဲလေးကိုတယောက်ပဲဝင်ရပေးခဲ့ပါတယ်။ငယ်စဉ်အတွဲလေးရဲ့ချစ်တက်မှုကြီးကိုအားကြမိပြီးအင်ရအပြိုကြီးလုံးမဲ့စိတ်ကိုချပြီးမဲ့အခုတော့အဲဒီစိတ်ကိုဖျက်လိုက်ပါပြီတဲ့နော်ငယ်စဉ်အတွဲလေးလိုမင်္ဂလာပွဲအများကြီးဆောင်ကျင်တာကြောင့်ဟိုတယ်တော်ရွေးချယ်ပြီးသွားပြီလို့ဆိုပါတယ်အပြုံးကြွကြွလေးနဲ့မေလေးကတော့အခြေအတင်းငိမ့်နေတယ်လို့ပါပဲရှင်လာမယ့်နိုဝင်ဘာ14ရက်နေ့မှာကျင်းပမယ့်ငယ်စဉ်အတွဲလေးရဲ့ဆုလျာရစ်ပတ်မင်္ဂလာပွဲမှာတော့သူတို့သမီးရန်ပြဲဂုံပြုံးဝင်ရပြီးသွားမှာဖြစ်လို့အခုကလေးကဆီလို့ရှာမိလို့ဆိုပါတယ်နံပါတ်1ချူလီရခိုင်တိုင်းသူမလေးချူလီကလည်းငယ်စဉ်အတွဲလေးရဲ့ဆုလျာရစ်ပတ်မင်္ဂလာပွဲလေးမှာသူတို့သမီးရန်ပြဲမြတ်တာနဲ့ဝင်ရန်ဂုံပြုပေးသွားမှာဖြစ်ပါတယ်ငယ်စဉ်အတွဲလေးကတွဲနေတဲ့အကြောင်းပရိသတ်တွေကိုမချပြခင်ကလေးကချူလီကတင်းနစ်ပြီးသားဖြစ်ပါတယ်မင်္ဂလာပွဲအတွက်သူတို့သမီးရန်လုပ်ပေးဖို့အစောကလေးကကြိုတင်ကလန်ခံထားတဲ့မင်းသမီးချော်လေးဖြစ်ပါတယ်ဒါမဲ့ကရကန်ရှင်တွေရဲ့ဆန္ဒအတိုင်းထုတ်ဖော်ပြောဆိုတာမျိုးတွေမလုပ်တဲ့အထိငယ်စဉ်အတွဲလေးပေါ်မှာသစ္စာရှိသူဖြစ်ပါတယ်တကယ်ပွဲနေ့မှာတော့ရခိုင်မင်းသမီးလေးရဲ့သူတို့သမီးရန်ဖြင့်လောက်ပါကြော်ရှင်မှုတွေကိုပြည်သက်တို့ကတွေ့ကြမှာဖြစ်ပါတယ်နံပါတ်3ဝီလာရီကျင်ပေါ်ဇလန်တွဲရိုက်ကိုရင်းနဲ့ခင်မင်းရင်းနှီးခဲ့သူအမွန်တိုင်းသူလေးဝီလာရီကတော့ငယ်စဉ်ရဲ့မင်္ဂလာပွဲမှာသူတို့သမီးရန်လေးပြုလုပ်ပေးသွားမှာပါရှင်ကျင်ပေါ်ဇလန်တွဲမှာတော့ဆိုဗီယက်ကစီနီယာပြီးသားစွာနဲ့ဝီလာရီနဲ့နော်ဖော်တို့ကိုလက်တွဲခေါ်ပြီးခဲ့လို့သိရပါတယ်။ဒါကြောင့်လည်းဆိုဗီယက်နဲ့ဝီလာရီတို့ကခင်မင်တာတိတ်မကြသေးဘူးဆိုပေမဲ့အနေအလုံးကရိုးသားပွင့်လင်းကြသူတွေပြီးအချိန်ကနလေးအတွင်းမှာညီမရီလိုတန်ရောစင်ရှိခဲ့ကြတာဖြစ်ပါတယ်။ဝီလာရီကဆိုဗီယက်ပေါ်ဘလောက်တောင်ချစ်ခင်လဲဆိုရင်ဆိုဗီယက်ရဲ့ဖက်ရှင်ကိုပြည်သက်တွေကဝေဖန်နေကြတဲ့အချိန်မှာဆိုဗီယက်ဘက်ကနေမမရက်တီးပေးခဲ့တဲ့အထိပါပဲ။ဒီကိုအာကိုရရဲ့ဂျူနီယာညီမလေးပါနော်။ဝီလာရီကတော့ငယ်စဉ်ရဲ့လက်ချက်ခွင့်တောင်းတဲ့အခမ်းအနားပွဲကိုလည်းတက်ရောက်ခဲ့ပါတယ်။မကြာမီကျင်းပတော့မယ်ငယ်စဉ်အတွဲလေးရဲ့မင်္ဂလာပွဲနေ့မှာလည်းသူတို့သမီးရန်ဖြင့်မွန်မလေးကိုတွေ့မြင်ကြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ငယ်စဉ်ရဲ့မင်္ဂလာပွဲနေ့မှာဒီသူတို့သမီးရန်လေးတွေနဲ့တူသူတို့သားရန်လေးတွေကိုရောပြည်သက်ကြီးတို့တည်ကြပါသလားတည်ထားကြတဲ့သူတွေကိုတည်ကြရဲဆိုရင်ပြောပြပေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်တစ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာဇာတိနုပညာရှင်တဲ့ကြောင်းများကိုချန်နယ်ပြင်းညတင်ဆက်ပေးမှဖြစ်လို့တည်တော်ဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဝိနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးတရားပြီးကြည့်ရှုမှုတက်လည်းကျေးဇူးများတင်ပါတယ်